အသားကင်ဘာဘီကျူးလုပ်နေများအားလုံးပဲမင်္ဂလာပါထောက်ဝမ်ပရိသတ်တို့နေကောင်းကြလားရှင်ဒီတစ်ခါမှာတော့ဟင်းချက်ပြမှာမဟုတ်ဘဲနဲ့အသားကင်ပြမှာပါနော်ညူရီယာတို့မွေးနေ့ပွဲတွေမှာမိသားစုနဲ့တငယ်ချင်းတွေနဲ့အတူကင်စားကြဖို့အတွက်လွယ်ကူတဲ့နည်းလမ်းလေးကိုမျှဝေပေးလိုက်ပါတယ်အပြင်အကင်ဆိုင်တွေကဝယ်စားရင်စီမတန်နာတို့နဲ့ယောဂတွေရနိုင်တာမလို့တန်ရှင်းလက်ဆက်တဲ့အိမ်တွင်းဘာဘီကျူးနည်းလမ်းလေးကိုမျှဝေပေးလိုက်ပါတယ်နံပါတ်1ကြက်သားကြက်သွန်ဖြူဘာဘီကျူးကြက်သားဖြစ်တဲ့အတွက်အသားကိုပဲအသုံးပြုကြရအောင်ပါအရင်ဆုံးကြက်ရင်အောင်သားတွေကိုတေချာလေးစေးကြောတန့်စင်ပြီးတော့အကင်ကင်မို့အတွက်အနေတော်လေးတွေလှီထားပေးလိုက်ပါပြီးရင်တော့ကြက်သားတွေကိုအရသာနေဖို့အတွက်စောင်းငရုတ်ကောင်းမှုန့်နဲ့ငရုတ်သီးမှုန့်တွေကိုထည့်ပေးပါအရသာလေးကောင်းစေဖို့အတွက်ကြက်သားမှုန့်ရင်နနံပင်ရွက်နဲ့တန်လွင်စီအနှဲငယ်ထည့်ပြီးထောပတ်နဲ့တံမြာရည်လေးပါထည့်ကအရသာနှောက်အောင်နေပေးလိုက်ပါပြီးရင်တော့အကင်လေးတွေလှုပ်ဖို့အတွက်အရသာနဲ့ထားရဲ့ကြက်သားတွေကိုဒုတ်လေးနှစ်ချောင်းနဲ့ထိုးထားပြီးအကင်ပန်းလေးထဲထည့်ပေးလိုက်ပါပြီးရင်တော့မီးဖို့ပေါ်မှာလည်းကင်လို့ရသလို air fryer ထဲမှာလည်းထည့်ပြီးတော့ကင်လို့ရပါတယ်နော်ဒီမှာကတော့ air fryer ထဲပဲထည့်ပြီးအရင်ကင်လိုက်တာဖြစ်ပါတယ်ပြီးရင်တော့အချင်းလေးလှုပ်ဖို့နနံပင်လေးရိမကြီးမဲ့လေးရိခွက်လေးတစ်လုံးထဲမှာထည့်ပြီးတော့အခုနကကြက်သားကင်လေးတွေအပေါ်မှာတုပ်ပြီးအချင်းနဲ့ကြက်သားကင်လေးတွေတွဲစားလိုက်ပါနော်အဆက်မကြိုက်တဲ့ကလေးတွေအတွက်ကတော့အချိုလေးပဲကင်ပေးလိုက်ပါရှင်နံပါတ်2ကြက်သားအသီးနှံဘာဘီကျူးဒီနီလန်းလေးကတော့ကြက်သားလေးတွေရဲ့အသီးနှံလေးတွေဖြစ်တဲ့ခရမ်းကျင်သည်ဘာညာထည့်ပြီးကင်ရတဲ့နီလေးပါဒါဆိုရင်ဆက်လိုက်ကြရအောင်ရှင်အရင်ဆုံးခွက်လေးတစ်ခုတွေကိုအရောက်တဲမှုတ်ဟင်းခတ်မှုတ်နဲ့စောင်းငရုတ်ကောင်းတို့ကိုထည့်ပါပြီးရင်တော့တန်လွင်စီဘဲငပြာကြီးအကြီးနဲ့တံမြာရည်တို့ကိုပါထည့်ပေးလိုက်ပါရှင်နောက်ထပ်အနေနဲ့ကတော့တကြားညိုလေးရဲ့ငရုတ်သီးဆော့စ်လေးရဲ့ထည့်ပေးပါဒါရီပြီးရင်တော့ကြက်ရင်အောင်သားတွေကိုအနေတော်လေးတွေတုံးပေးကအခုနက sauce တွေထည့်ပေးပါပြီးတဲ့နောက်မှာတော့ကြက်သွန်ဒီတစ်လုံးရဲ့ငရုတ်ပွားတွေရဲ့ကိုလှီးပြီးတော့ကြက်သားတွေနဲ့တစ်ခုစီတစ်လှည့်စီဒုတ်ချောင်းလေးတွေမှာထိုးပြီးအလှဆင်ပေးလိုက်ပါအလုံးပြီးသွားရင်တော့အကင်ကင်နဲ့အိုးထဲမှာထည့်ပြီးတစ်ဖက်တစ်လှည့်စီပြန်လှန်ကကင်ပေးလိုက်ပါရှင်ကြက်သွားပြီဆိုရင်တော့ပကံလေးတွေကိုထည့်ပြီးစားသုံးလို့ရပါပြီနော်နံပါတ်3ကြက်သားငရုတ်ကောင်ဘာဘီကျူးဒါကတော့ကြက်သားလေးတီးတန့်ကိုမှငရုတ်ကောင်းလေးနဲ့ကင်တဲ့အစားအစာပဲဖြစ်ပါတယ်အရင်ဆုံးကြက်သားတွေကိုဆေးကြောတန့်စင်ပြီးရင်တော့အသားများတဲ့ကြက်ရင်အောင်သားလေးတွေကိုအချောင်းလေးတွေလှီးပြီးပကံလုံးနဲ့ထည့်လိုက်ပါပြီးရင်တော့ကြက်သားတွေကိုအရသာနှောက်လို့စောင်းငရုတ်ကောင်းများများနဲ့ငရုတ်သီးမှုတ်တို့ကိုထည့်ပေးလိုက်ပါနောက်တော့ဟင်းခတ်မှုတ်နဲ့တံမြာရဲ့အနှဲငယ်နနံပင်တွေကိုထည့်ပြီးတန်လွင်စီလေးစမ်းကနှက်ထားပေးလိုက်ပါနောက်တော့အရသာနှက်ထားတဲ့ကြက်သားအချောင်းလေးတွေကိုဒုတ်ချောင်းလေးတွေနဲ့အတွန့်လေးတွေထိုးပေးလိုက်ပါနော်3-4ချောင်းလောက်ထိုးပြီးသွားရင်တော့အကင်အိုးပေါ်မှာဟိုလှက်ဒီလှက်ကင်ပေးပြီးမိဖို့ပေါ်ကချကသုံးဆောင်လို့ရပါပြီဒီနီလန်းလေးတွေကတော့အရသာရှိလာပြီးအပြင်ကအကင်တွေကိုလက်ညှိုးထိုးတတ်တဲ့သားသားမီမီလေးတွေအတွက်အဆင်ပြေစေပါတယ်ကဲအင်ရှင်မတို့ရင်ဒီ channel လေးတွေကိုကြည့်ပြီးတော့ကျောင်းကပြန်လာတဲ့သားသားမီမီလေးတွေနဲ့အတူတူပျော်စရာညနေခင်းလေးမှာအကင်လေးတွေကိုကင်စားရင်းနဲ့နှွေထွေးရဲ့မိသားစုတွေကိုဖန်တီးလိုက်ကြရအောင်အရသာရှိပြီးကျမ်းမာရေးနဲ့ညီညွတ်လို့စီညော်နှံ့တွေစီမတန်းနာတွေကိုလည်းစိုးရင်စရာမလိုတော့ပါဘူးရှင်တင်ဆက်ပုံလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like and follow လုပ်ပြီးအားပေးသွားကြအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ